အဲ့ဒီနေ့ညနေညစာဝယ်ဖို့ထွက်လာတဲ့အချိန်မှာတော့အပေါက်ဝမှာအဖိုးကြီးကကျွန်တော်ကိုပိတ်ဆို့ထားတော့တာပဲသူ့နောက်မှာတော့ခေါင်းပြောင်ပြောင်ကြွတ်သားအဖူးထစ်တွေနဲ့တကူလုံးတတူးတွေထိုးထားတဲ့လူမရုပ်ကြီးတစ်ယောက်ပါလာတယ်ဗျအဖိုးကြီးကသူ့တခင်ပါလာတဲ့ခွေးယူတကောင်လိုကခုံပြီးကျွန်တော်နှာခေါင်းကိုလက်ညှိုးထိုးပြတယ်တာရီဒီကောင်ပဲသူ့ကိုပညာပေးလိုက်စမ်းကျွန်တော်ကတော့အေးအေးဆေးဆေးပဲရင်ဘက်ကအားကစားကင်မရာကိုအသားရပြင်လိုက်ပြီးစိန်ခေါ်တဲ့အပြုံးနဲ့မုံတိုင်းကိုစောင့်နေလိုက်တာပေါ့တက်တူးနဲ့လူမိုက်ကသူ့လက်တီးကြီးကိုရွယ်လိုက်ပေမဲ့ကျွန်တော်ရင်ဘက်ကမီနီလေးလေးနေတာကိုမြင်တော့တန့်သွားတယ်မင်းကငါအဖေကိုလာရှုပ်ပြီးတေးချင်နေတဲ့ကောင်လားဘာပြောတယ်ခမ ्या ကကျွန်တော်ကိုအဖေလို့ခေါ်ချင်တာလားမဖြစ်နိုင်တာဗျာကျွန်တော်ကအသက်30ကျော်ပဲရှိသေးတာခမ ्या လိုလူမိုက်သားကြီးတယောက်မရှိနိုင်ပါဘူးလူမိုက်ကနှာခေါင်းတစ်ချက်ရှုပ်ပြီးစကားတွေလာမများနဲ့ငါလူမိုက်လို့တုန်းကမင်းကအနှီးဝတ်နေတုန်းပဲရှိသေးတယ်မင်းအသက်30ကျော်ပြီဆိုတော့ကလေးရှိမှာပေါ့ဘယ်မှုကြုံမှာလဲငါရှာမတွေ့ဘူးထင်နေလားစိတ်မကောင်းပါဘူးဗျာကျွန်တော်ကလူပြိုကြီးပါကလေးမရှိဘူးကလေးမရှိရင်မိမဒါမှမဟုတ်ရီးစားရှိမှာပေါ့မင်းရဲ့ညီကိုတွေကိုပါငါသွားတွေ့လိုက်ရမလားပို့ပြီးစိတ်မကောင်းဖြစ်သွားပြီဗျာကျွန်တော်ကမွေးကလေးကတယောက်တည်းပဲမင်းပါရီလာပြောနေတာလေကျွန်တော်ကနီးပညာကုမ္ပဏီမှာပတ်စံရဖို့ပဲအလုပ်လုပ်နေတာခေါင်းတောင်ပြောင်းတော့မယ်ဘယ်မှာမိန်းကလေးတွေအတွက်အချိန်ရှိမှလဲလူမိုက်ကကြောင်သွားပြီးသူ့အဖေကိုပြန်ကြည့်တော့အဖိုးကြီးကအပြစ်ရှိတယ်လို့ခေါင်းညစ်ပြတယ်ဒီကောင်ကတကယ်ပဲတကောင်ကျွတ်သူ့အိမ်ကိုမိမဒါမှမဟုတ်ကလေးဝင်တာတခါမှမမြင်ဘူးကျွန်တော်ကအဖိုးကြီးကိုလက်မထောင်ပြလိုက်တယ်အဖိုးကြီးခမ ्या ရဲ့ငှက်မျက်လုံးတွေကတော်တော်မျက်စိရှင်တာပဲလူမိုက်ကစိတ်ပြက်လက်ပြက်နဲ့ secret တလိပ်မိညှိလိုက်တယ်ကောင်းပြီမင်းကမျိုးရိုးစစ်စစ်လူပြိုကြီးပေါ့ဒါဆိုအလုပ်တော့ရှိမှာပေါ့မင်းကုမ္ပဏီကိုငါလိုက်လာခဲ့မယ်ကျွန်တော်ကအဖိုးကြီးကိုပြုံးကြည့်ပြီးအဖိုးကြီးခမ ्या တနေကုန်ရက်ွက်ထဲမှာရှိနေတာပဲကျွန်တော်အလုပ်သွားတာမြင်ဘူးလို့လားအဖိုးကြီးကထစ်ထစ်ငုံငုံနဲ့ဝန်ခံလိုက်ရတယ်ဒီကောင်လေးကအလုပ်လက်မဲ့လေလွင့်နေတဲ့ကောင်ပဲဖြစ်ရမယ်လူမိုက်ကြီးခမ ्या စိတ်ပြက်လုံးလို့မျက်နှာကြီးပြားနှမ်းသွားတော့တာပဲအသက်30ကျော်ပြီးမိမမရှိကလေးမရှိတိုက်ခန်းဆုပ်လေးငားနေပြီးအလုပ်လည်းမရှိဘူးလားမင်းကငါထက်တောင်ဘဝပြက်နေတဲ့ကောင်ပဲသူကလက်ညှိုးနဲ့ထိုးပြီးငါအဖေမနှက်ခင်းလေ့ကျင့်ခန်းလုပ်တာကသူ့ဝါသနာပဲမင်းဆက်နောက်ဆက်နေရင်တော့မင်းအသက်ကိုတတိထားလိုက်ကျွန်တော်ကကင်မရာကိုအသားလေးပုတ်ပြီးခေါင်းညှိပြလိုက်တယ်နားလဲပါပြီချင်းချောက်တာတွေကိုအကြည့်လင်းဆုံးဖမ်းထားပြီးပြီဆိုတော့ဒီဗီဒီယိုကိုရက်ွက်ကြည့်တွေကနာမည်ကြီးတဲ့သူတွေစီပို့ပြီး online တင်ခိုင်းလိုက်မယ်ဒီတိုက်စစ်စင်မှုကတော့ဘာရွက်ဖြစ်တော့မှပဲချင်းချောက်တာကအလုံးမဖြစ်တော့မှတားအဖ2ယောက်လုံးဆဲဆိုပြီးထွက်သွားကြတော့တယ်နောက်တနေ့မနက်မှာတော့တက်တူးနဲ့လူမိုက်သားကတကယ်ပဲအဖော်လိုက်လာဗျဒါပေမဲ့သူကြည့်ရတာတေးမတက်ဖြစ်နေပြီးမျက်ကွင်းတွေကလည်းညိုမဲလို့လမ်းမတင်လဲသေးတော့မဲ့အတိုင်းပဲကျွန်တော်လည်းကင်မရာကိုကင်ပြီးသူတို့နောက်ကိုလိုက်တော့တာပေါ့အဖိုးကြီးဟေးဟာအတန်တွေကြောင့်စိတ်တူနေတဲ့လူမိုက်ကကျွန်တော်ကိုလန့်ကန်လိုက်တယ်လေကျွန်တော်ကလည်းအစ်စ်မဲသူကန်လိုက်တာနဲ့လမ်းမပေါ်ကိုအရှိန်နဲ့လဲချလိုက်တော့တာပေါ့ချက်ချင်းပဲပဝင်းကျင်ကတိုက်ခန်းတွေစီကမီးတွေအကုန်လင်းလာပြီးလူတွေကပြတင်းပေါက်ကနေအော်ကြတော့တယ်လူမိုက်တွေလမ်းမှာလူတက်နေပြီဟဲ့လူနာတင်ကားခေါ်ကြဦးကောင်လေးရဲ့အုံနောက်တွေကိုကန်ထုတ်လိုက်ပြီးကဲကြပါဦးငါတို့တရက်ကွက်လုံးတက်တည်ရှိတဲ့ဟဲ့3မိနစ်အတွင်းမှာပဲရဲကားတွေရောက်လာတော့တာပဲရန်ညိုးရှိနေတဲ့အိမ်ပိုင်ရှင်ရာနဲ့ချီတဲ့လူအုပ်ကြီးကအဆောက်အဦတွေထဲကနေဒီရီလိုစီးထွက်လာပြီးတားဖား2ယောက်ကိုရင်ကောင်တောင်မလွတ်နိုင်အောင်ဝိုင်းထားလိုက်ကြတယ်ရဲရရှိကကျွန်တော်ဘေးမှာတူးထောက်ပြီးညီလေးဘလို့နေသေးလဲအသက်ရှူလို့ရလားလူနာတင်ကားခေါ်ပေးရမလားခေါင်းထဲမူးနေတယ်အန်ဂျင်တလို့ပဲလူနာတင်ကားခေါ်ပေးပါလူနာကအန်ဂျင်နေတယ်ဆိုတော့အုံနောက်ထိခိုက်သွားတာဖြစ်နိုင်တယ်ကျွန်တော်ဟန်ဆောင်နေတာသိတဲ့လူမိုက်ကထက်ကန်မှုစူးစမ်းပြန်နေလိမ့်နေတာငါသူ့ကောင်းကိုမထိရသေးဘူးစကားတောင်မဆုံးသေးဘူးတန်မာတဲ့ရဲ2ယောက်ကသူ့ကိုမြေကြီးပေါ်မှောက်ခုံဖိချလိုက်တော့တာပဲဝိုင်းကြည့်နေတဲ့လူရပေါင်းများစွာကတရားမျှတမှုအတွက်တက်သေးတွေဖြစ်သွားပြီးဒီလူမိုက်ကကျွန်တော်ကိုတတ်ဖို့စူးစမ်းနေတာပါလို့တတန်နဲ့ထွက်ကြတော့တယ်အခြေအနေမဟန်တော့မှန်းသိတဲ့အဖိုးကြီးကသူ့ရဲ့အရင်ကွက်ဟောင်းတိုင်းနှလုံးကိုဖိပြီးလဲကျဖို့လုပ်ပေမဲ့လူရပေါင်းများစွာကသူ့ကိုခွေးချေးလိုပဲသဘောထားပြီးဘယ်သူမှလှည့်မကြည့်ကြဘူးဗျညင်မရတဲ့တက်သေးတွေကြောင့်လူမိုက်ဟာဆေးဖို့ဖြစ်ငွေ9000ပေးလိုက်ရတယ်ကျွန်တော်ကတော့အဲ့ဒီငွေ9000လုံးကိုဈေးကြီးတဲ့အစေးဆန်တွေနဲ့မုံတွေဝယ်ပြီးလုံခြုံရေးကိတ်မှာထားပေးခဲ့တယ်ပြီးတော့ဂရုထဲမှာအားလုံးကိုလာစားကြပါလို့ပြောလိုက်တာပေါ့ဒီလောက်ရက်ကကျွန်တော်ကိုဒီရက်ကွက်ရဲ့တနားရီတစ်ခုဖြစ်သွားစေခဲ့တယ်ဗျာတရက်ကွက်လုံးပျော်ပွဲရှင်ပွဲကြီးဖြစ်သွားတာပေါ့အဲ့ဒီညကအဖိုးကြီးကအဲ့ဒါကိုပြန်တွေးပြီးဒေါသထွက်လွန်လို့တကယ်ပဲနှလုံးရောဂါထားသွားတယ်ဗျလူနာတင်ကားနဲ့ခေါ်သွားရပြီးဆေးရုံမှာလောက်ဝက်လောက်ကြာသွားတယ်သူ့ရဲ့တတူးနဲ့တားဖြစ်သူကလည်းတပတ်တောင်မပြည့်သေးဘူးပြုစုရတာစိတ်ကုန်ပြီးဈေးအပေါ်ဆုံးအလုပ်သမားတယောက်ကိုငှားထားခဲ့ကတညာလေးနဲ့ထွက်ပြေးသွားတော့တာပဲလူရုံမှာအဖိုးကြီးကိုလူနာတင်ကားခေါ်သွားတဲ့ညကအိမ်ပိုင်ရှင်တွေစုပေါင်းပြီးမီရှူမီပန်းတွေတကားလုံးစာဝယ်ဖောက်ပစ်ကြတာတညလုံးပဲတကယ်အောင်ပွဲခံပွဲကြီးပေါ့နောက်ဆုံးတော့ရက်ွက်ထဲမှာလောက်ဝက်လောက်အေးအေးချမ်းချမ်းရှိသွားခဲ့တယ်အဲ့ဒီချိန်မှာပဲနီးပညာကုမ္ပဏီကနေကျွန်တော်ရမယ့်နစ်နာကြေးငွေ9သိန်းကျော်ကျွန်တော်အကောင့်ထဲဝင်လာခဲ့ပြီးကျွန်တော်ကုမ္ပဏီဟောင်းကတကယ်ကိုရက်ရောတာပဲအတိုးများများရမယ့်ယင်းနှိမ့်မြုပ်နှံမှုတွေမေးဖို့ဘဏ်ကိုဖုံးဆက်လိုက်တော့ကျွန်တော်ကထိတ်တန့်ပဲဖြစ်နေလို့ဘဏ်မန်နေဂျာကိုယ်တိုင်လာကြုံမဲ့တဲ့ကျွန်တော်လည်းမငင်းတော့ပဲသဘောတူလိုက်တာပေါ့နောက်တနေ့မနက်မှာဘဏ်ကကားစောင့်နေပြီးယူနီဖောင်းအသစ်ဆက်တွေနဲ့မန်နေဂျာနဲ့ဝန်ထမ်းတွေကပြုံးပြုံးလေးကြိုဆိုကြတယ်ကျွန်တော်လည်းလူရဝင်အောင်အရင်ကအလုပ်အင်တာဗျူးလုံးကဝစ်စုံကိုထုတ်ဝစ်လိုက်တာပေါ့ဘေးနားမှာအဲ့ဒီအဖိုးကြီးကကျွန်တော်တို့ကိုစောင့်ကြည့်နေတာမြင်ပေမဲ့ဂယုမဆိုင်ပဲကားမောင်းထွက်လာခဲ့တယ်ကားနောက်မှန်ကနေကြည့်လိုက်တော့အဲ့ဒီအဖိုးကြီးကတန်ချေးတက်နေတဲ့လျှက်စစ်သုံးမိဆိုင်ကယ်ကိုအစွမ်းကုန်နေပြီးလိုက်လာတာဗျဒရိုင်ဘာတောင်အံ့ဩသွားပြီးကြည့်ပါဦးအဲ့ဒီအဖိုးကြီးသုံးမိဆိုင်ကယ်နဲ့ဒရစ်ဆွဲနေတာတဲ့ဖြစ်နေတော့အလုပ်တွေကနာယီဝက်တောင်မကြဘူးအကုန်ပြီးသွားတယ်မန်နေဂျာကကျွန်တော်ကိုလိုက်ပို့တဲ့အချိန်တကားဝရောက်တော့ဝက်အော်တန်ကြီးထွက်လာတာပဲဘန်ကောင်းဆောင်တွေကတာမန်လူတွေကိုအနိုင်ကျင့်နေကြတယ်
အတိတရားမရှိကြဘူးအသက်80အရွယ်အဖိုးကြီးကိုရိုက်နှက်စော်ကားနေကြတယ်ညဘက်တကားတွေလာထုတယ်ကလေးမလေးတွေကိုတောင်မချမ်းဘူးရွန်စရာကြီးပြအဲ့ဒီလူယုံမာကစာတန်းတွေတောင်ပြင်ဆင်လာပြီးသုံးပြီးပေါ်မှာချိတ်ထားတာဗျသူကဘန်တကားဝမှာဒူးထောက်ပြီးငိုယိုနေတာပေါ့ကျွန်တော်ကိုမြင်တော့ခွေးယူတကောင်လိုပြေးလာပြီးအင်ဂျီလက်ကိုဆွဲကလူအုပ်ကြီးကိုအော်ပြောတော့တာပဲအိမ်နီးနားချင်းတို့ကြည့်ကြပါဦးဒီလူကဘန်ကအရာရှိကြီးဗျကျွန်တော်ကိုဆဲတယ်ရိုက်တယ်အိတ်ခွင့်မပေးဘူးကျွန်တော်မြေမလေးကိုတောင်ချင်းချောက်သေးတာသူလှုပ်လို့ကျွန်တော်နှလုံးယောဂထားပြီးအရေးပေါ်ခံရောက်ခဲ့ရတာကြည့်ကြပါဦးဒါဆေးဖိုးတွေသူကစာရွက်စာတမ်းတွေမြောက်ပြနေတာဒီလိုတိရစ္ဆာန်လိုလူမျိုးတွေအုပ်ချုပ်တဲ့ဘက်မှာဘသူကပတ်စံအရဲမှာလဲတာမန်လူတွေအတွက်တရားမျှတမှုမရှိတော့ဘူးလားလူတွေလည်းချက်ချင်းပဲဝိုင်းအောင်လာကြတာပေါ့ဗန်မန်နေဂျာခမပြတလဲနဲ့အဖိုးကြီးကိုဆွဲထုတ်ဖို့ကြိုးစားတယ်အဖိုးကြီးခမလူမားနေပြီးဒါကကျွန်တော်တို့ရဲ့ဖောက်တယ်ပါဝန်ထမ်းမဟုတ်ဘူးအဖိုးကြီးကမန်နေဂျာကိုတွန်းထုတ်လိုက်ပြီးအချင်းချင်းကာကွယ်မနေနဲ့တာဝန်ရှောင်ခြင်းလို့သူကဝန်ထမ်းမဟုတ်ဘူးလို့ပြောတာမလားမင်းတို့ကားနဲ့လာကြိုတာငါမြင်တယ်ဝစ်စုံတွေကလည်းအတူတူပဲသူကခေါင်းဆောင်ကြီးပဲဖြစ်ရမယ်လူအုပ်ကြီးကလည်းတီတိုနဲ့ဗီဒီယိုတွေရိုက်နေကြပြီးဒါကတော့လွန်တယ်ဟုတ်တယ်လူအဖွဲ့အစည်းကြီးကတော်တော်မှောင်မဲနေပြီဘန်ကလူတွေကသူတို့ထင်တယ်လို့လှုပ်လို့ရတယ်ထင်နေတာလားဝန်ဆောင်မှုပေးတဲ့သူတွေကလူတွေကိုဒီလိုလှုပ်ရဲတယ်ပေါ့ဘန်ကများတော့ဒုက္ခရောက်ပြီပေါ့ဒါတာအွန်လိုင်းပေါ်ရောက်သွားရင်တော့ဒီဘန်ခွဲတော့အခြေအနေမဟန်ဘူးလေဝါရင်မန်နေဂျာကရဲခေါ်ဖို့အချက်ပြပြီးအဖိုးကြီးကိုရုံးခန်းနဲ့ဆွဲခေါ်ဖို့စူးစမ်းပေမဲ့အဖိုးကြီးကခါထုတ်လိုက်တယ်မင်းတို့အကွက်တွေငါ့ကိုလာမတုံးနဲ့ဒီနေ့လူတွေအားလုံးရှိမှရှင်းပြရမယ်အဖိုးကြီးကအပြင်ပန်းမှာတော့တုံရင်ပြီးဒေါသထွက်နေပေမဲ့သူ့မျက်လုံးထဲမှာတော့အောင်နိုင်သူရဲ့အပြုံးတွေရှိနေတာကျွန်တော်မြင်တာပေါ့ကျွန်တော်ရှေ့ကိုဖြည်းဖြည်းချင်းတက်သွားလိုက်တယ်သူကကျွန်တော်အရှုံးပေးပြီးထင်ပြီးဆဲဖို့ပြင်နေပေမဲ့ကျွန်တော်ကလူအုပ်ဘက်ကိုလှည့်လိုက်တယ်အားလုံးပဲစိတ်ကြရိုက်ကြပါဒါပေမဲ့အွန်လိုင်းတော့အခုချက်ချင်းမတင်ပါနဲ့အောင်မဟုတ်ရင်အချုပ်ထဲရောက်သွားလိမ့်မယ်ရဲတွေရောက်လာရင်ကျွန်တော်ဘက်ကတက်တေလုပ်ပေးကြပါဦးကျွန်တော်မကြောက်မှန်းသိတော့သူကကျွန်တော်ကိုလက်ညှိုးထိုးပြီးအော်ပြန်တယ်မင်းတို့ကိုနှစ်လမ်းပဲရွေးခိုင်းမယ်အလုတ်ထွက်ပြီးငါ့ကိုရောချေးပေးမလားမဟုတ်ရင်မင်းအလုတ်ပြုတ်တဲ့အထိငါတရားစွဲမယ်ဒါမှမဟုတ်ဒီရက်ကွက်ကနေအခုချက်ချင်းထွက်သွားပြီးလူကောင်းတယောက်လိုနေမယ်ဆိုရင်တော့ငါခွင့်လွှတ်ပေးလိုက်မယ်သူ့မျက်လုံးတွေကိုကြည့်လိုက်တော့မှသူကကျွန်တော်ကိုရက်ကွက်ကနေထွက်သွားအောင်အကွက်စင်နေမှန်းသိလိုက်ရတယ်တခုခုတော့တန်တရားဖြစ်เสียရပဲကျွန်တော်စဉ်းစားလို့မပြီးသေးခင်မှာပဲရဲတွေရောက်လာတဲ့အရင်ရဲနှစ်ယောက်ပါပဲအဖိုးကြီးဒီနေ့ကောဘာပွဲလာလုပ်နေပြန်တာလဲအဖိုးကြီးကတထွေးထွေးပြီးသူ့ဘက်ကကာကွယ်ပေးနေတာတွေ့လားငါမှတက်တေအခိုင်မှာရှိတယ်သူကဒီမှာအလုပ်လုပ်တာမန်နေဂျာကိုယ်တိုင်လာကြိုတာမင်းတို့ငါ့ကိုကျေနပ်အောင်မရှင်းပေးရင်ဒီနေ့ညဒီဘန်ထဲမှာပဲငါအိတ်လိုက်မယ်ရဲနှစ်ယောက်ကတယောက်ကိုတယောက်ကြည့်ပြီးကျွန်တော်ကိုအားနာတယ်လို့ကြည့်နေကြတယ်သူတို့ကျွန်တော်မှတ်ပုံတင်ကိုစစ်ဆေးလိုက်ပြီး10မိနစ်အကြာမှာတော့အဖိုးကြီးကျွန်တော်တို့စစ်ပြီးဒီလူကအခုအလုပ်လက်မဲ့ပြလိန်နေတာဘန်ကားပေါ်ကဆင်းလာတာငါမြင်နေမင်းတို့သူ့ကိုကာကွယ်နေတော့မဲလားငါမီဒီယာတွေကိုတိုင်ပြီးမင်းတို့လက်စားတာတွေကိုဖော်ထုတ်မယ်အဲ့ဒီအချိန်မှာအဖွားကြီးတယောက်လူအုပ်ကြားထဲကတိုးထွက်လာတဲ့လမ်းဖယ်ပေးစမ်းပါဦးငါဘန်ထဲမှာအလုပ်လုပ်เสียရရှိလို့အဖိုးကြီးကတကားကိုပိတ်ထားပြီးဒီကောင့်ကိုအလုပ်မထုတ်မချင်းဘယ်သူမှပေးမဝင်ဘူးတဲ့အဲ့ဒီအဖွားကြီးကဘာမှမပြောဘဲအဖိုးကြီးကိုပါဖြတ်ရိုက်လိုက်တာဗျာဘဲကမေးလာပိုက်ထဲကအဖိုးကြီးလာပြီးလမ်းပိတ်နေတာလဲထွက်သွားစမ်းအဖိုးကြီးမျက်နှာကြီးညီမြန်းသွားပြီးပြန်ဆဲဖို့လုပ်ပေမဲ့အဖွားကြီးရဲ့ရုပ်ကိုမြင်တော့ကြောက်သွားတယ်သူကအားကြီးတဲ့သူဆိုကြောက်တဲ့လူစားမျိုးပဲလေငါဒီဘန်မှာပတ်စံအပ်လာတာ10နှစ်ရှိပြီဒီလူဒီမှာအလုပ်လုပ်တာတရက်မှမမြင်ဘူးဒါကိုကြားတော့တခြားဖောက်တယ်တွေကလည်းဝိုင်းပြောကြတော့တာပဲဟုတ်တယ်ကျွန်တော်လည်းဝန်ထမ်းတွေအကုန်သိတယ်ဒီလိုလူမရှိပါဘူးမျက်လုံးကိုတေချာဖွင့်ကြည့်ဦးသူ့ဝစ်စုံကဗန်ဝစ်စုံနဲ့လုံးဝမတူဘူးခွေးကောင်းဆိုတာလမ်းမပိတ်ဘူးပြဖယ်ဆန်းပါအလုပ်လုပ်ပါရစေဦးအဖိုးကြီးကကြောင်သွားပြီးနှုတ်ခမ်းတွေတုံရင်လာတယ်မဖြစ်နိုင်တာငါမျက်စိနဲ့အသေးချမြင်တာပါသူကမန်နေဂျာရဲ့လက်ကိုအတင်းဆွဲပြီးငါဂယုမဆိုင်ဘူးမင်းသူ့ကိုသိရမယ်သူကမင်းဝန်ထမ်းမဟုတ်ရင်တော့ငါ့ကိုရော်ကြီးပေးရမယ်မဟုတ်ရင်ခမရတို့ဗန်ပိတ်တဲ့အထိနေ့တိုင်းလာနောက်ရှက်မယ်မန်နေဂျာခမရတော်တော်စိတ်ညစ်သွားပုံပဲရဲတွေကလည်းတော်လောက်ပြီဆိုပြီးသူ့ကိုဆွဲထုတ်သွားတော့တယ်အဖိုးကြီးခမရဒီနေ့လောက်တာတွေကအများပြည်သူအနှောက်အယှက်ဖြစ်စေပြီးအသေးဖြတ်မှုမြောက်တယ်ကဲစခန်းမှာလက်ဖက်ရည်တောက်ကြဆိုကျွန်တော်လည်းထွက်ဆိုချက်ပေးဖို့လိုက်သွားခဲ့ပြီးသူ့ရဲ့အသေးဖြတ်မှုကြောင့်ကျွန်တော်မှာစိတ်ပိုင်းဆိုင်ရာဒဏ်ရာတွေရသွားလို့ရော်ကြီးအများကြီးတောင်းလိုက်တာပေါ့သူကဆင်းရဲပါတယ်ဆိုပြီးဟန်ဆောင်မှုနေပြန်ရောကျွန်တော်ကတော့ခနဲ့လိုက်တယ်ဒါဆိုရင်လည်းအချုပ်ထဲမှာပဲအေးအေးဆေးဆေးအနားယူလိုက်ပါတော့အဲ့ဒါမှကျွန်တော်တို့ရက်ွက်အေးချမ်းမှာခမရမရှိရင်အိမ်ဈေးတွေပြန်တက်လာမှတေးချတဲ့အိမ်ပိုင်ရှင်တွေက3ရက်လောက်မီရှူမီပန်းတွေဖောက်ပြီးအောင်ပွဲခံကြလိမ့်မယ်ဒါကိုကြားတော့သူကြောက်သွားပြီးတားဖြစ်သူကိုဖုံးဆက်တယ်လေတားဖြစ်သူကဖုံးထဲကနေဆဲနေတာကျွန်တော်ကြားနေရပေမဲ့နောက်ဆုံးတော့ငွေ2000ကျော်ရော်ကြီးပေးလိုက်ရတယ်စခန်းကထွက်လာတော့အဖိုးကြီးကတားဖြစ်သူကိုထပ်ဖုံးဆက်တယ်ကျွန်တော်ရဲ့ဆူရှားတဲ့နားတွေကအကုန်ကြားနေရတာပေါ့တားရီမင်းရဲ့အစီအစဉ်ကတကယ်ရောအလုပ်ဖြစ်ပါမလားငါအယိုးတွေတောင်ကြေတော့မယ်အိမ်ဈေးတွေကလည်းမလှုပ်ဘူးအဲ့ဒီကောင်လေးကတော့တကယ်ငရဲပဲသူကဘာကိုမှမယုံဘူးငါတို့သူ့ကိုမမောင်းထုတ်နိုင်ရင်ဈေးပေါ်ပေါ်နဲ့အိမ်တွေဝယ်မဲ့အစီအစဉ်ပြက်ကုန်တော့မှတားဖြစ်သူရဲ့အတန်ကပြတ်သားနေတယ်ပါဆက်ပိတ်ထားစမ်းပါဒဏ်ကချင်းငွေရပြီးအိမ်ဈေးတွေကိုတဝက်လောက်ကြအောင်လုပ်နိုင်ရင်အိမ်10လုံးလောက်ဝယ်မယ်ဖေဖေအပြင်ခဏထွက်နေပြီးတစ်နှစ်လောက်ကြာရင်ဈေးတွေပြန်တက်လာမှအဲ့ဒီကြာရင်ငါတို့တန်းနဲ့ချီပြီးမျက်ပြီးပေါ့ဒါကိုကြားတော့အဖိုးကြီးကအားတွေပြန်တက်လာပြီးကောင်းပြီငါအယိုးတွေကိုဒီနေ့တော့အရင်နီးလုပ်လိုက်ပါမယ်တဲ့ရက်ွက်ထဲရောက်တာနဲ့သူကအတန်ချက်ဆက်ကြီးထုတ်ပြီးဇွန်ဘီတကောင်လိုပတ်ပြေးတော့တာပဲနားထောင်ကြစမ်းမင်းတို့လူကြောက်တွေနံပါတ်9300တကကောင်လေးကငါ့ကိုအနိုင်ကျင့်နေတာကိုမင်းတို့ကထိုင်ကြည့်နေတယ်ပေါ့
ကောင်းပြီဒီနေ့ကစပြီးငါတနာရီချားတစ်ခါမင်းတို့တကားတွေကိုလိုက်ထုမယ်မင်းတို့ယူသွားတဲ့အထိပဲတခုခုပြောချင်ရင်အဆောက်အဦနံပါတ်9ကအဲ့ဒီကောင်လေးကိုတွားပြောကြ